ကလေးမှာခွေးတက်မှာတော့ဟာ ဟိုဘက်ကကောင်းကြီးချောကံပြမှာဗျ မလေးတော့ ရွှေုံနဲ့တော့တက်တယ် ဒီမှာငွေကြီးပြဿနာတက်နေတယ်နင်ခဏနေအောင်မစိုးနဲ့အောင်တချင်းမစိုးနဲ့အောင် စုံမှာပဲ မစိုးနဲ့နင်မစိုးရင်နင်ငါ9000ပေးမယ်9000 မယူဘူး အရှင်မွေးက200တန်းနေကျဲတော့ဒုပြအောင်ကောက်တဲ့ကလေးမလေးပါ9000ပေးတော့မယူဘူးနင်းလို့နေမှာ9000ပေးမယ်မစိုးနဲ့ မယူဘူး 9သိန်း မယူဘူး တော်ပြီငါလည်း9သိန်းမတက်နိုင်တော့နော်ဘိသိန်းရောက်တာတော့6သိန်းပဲရတယ်တော်ပြီကိုကကို ကောင်မလေး ရှင် သူတို့ပြဿနာတက်နေတော့မဆိုပါနဲ့လားကမအကိုစကားနားထောင်ကွာနော်အကိုစကားနားထောင်လို့ရှင်ပြီးရကြတော့ငါညမကိုမိုးဖို့1000ပေးမယ်ကွယ် ဟုတ်ကဲ့ကက ဟမ်နိုင်ဧည့်သည်တွေမကြိုက်ရဘူးလေကွာ 9သိန်းပေးတာတော့လက်မခံမင်းနဲ့1000ကျတော့ဟုတ်ကဲ့ကိုကိုတဲ့ နိုင် မူကထကျွေးမယ်မူကထ မကြိုက်ဘူး မလာရှန်ကော မဆောင် ဟုတ်ပေါ့ မဆောင် 不就是不就是了 ကောင်မလေး ရှင် သူတို့နဲ့ဖတ်ပြောမနေနဲ့အကိုစကားနားထောင်လို့ကဲအကိုစကားတကယ်နားထောင်မယ်ဆိုရင်ပြီးရကြတော့ငါညမကိုအချင်းမောင်းတစ်ထုပ်ဝယ်ကြည့်မယ် ဟုတ်ကဲ့ကက နိုင်ဧည့်သည်တွေမကြိုက်ရဘူးလေကွာ ခမရကိစ္စခမရရှင်းကြောကိစ္စကြောကိုရှင်းတော့ခမရဆိုတော့ကြုံပြောချင်တော့ ကောင်မလေး ရှင် ဘာလို့ချင်တော့ပြော တချင်းဆိုချင်တာ ဆိုချင်တာအစိုးရက4ယောက်ပါတယ် ဟုတ်တယ် နေကတယောက်တည်းဖောက်ပြီးဆိုလိုက်ကျန်တဲ့3ယောက်ကပြဿနာရှာလိမ့်မယ် ဟုတ်တယ်လေ ဒါပေမဲ့အကြီး2ယောက်တော့ပြောရတဲ့အငယ်လေးကြတော့လေသူ့လည်းအာနာလို့ဆိုမယ်ဆိုရင်လည်းဒီလိုလုပ် နိုင် နော် ဧည့်သည်တွေမကြိုက်ရဘူးလေကွာ ငါဒေါသမထွက်သေးဘူးပါဟေးကောင် အစိုးရကအကြီး2ယောက်အငယ်2ယောက်4ယောက် အဲ့တော့နောက်ကကလေးမအငယ်မလေးကိုတခါတည်းတပရိတည်းဆိုမယ်လို့ ငယ် အချိန်မ တဲ့က ပေးနိုင် လေးတွေကကြီးတိုက်တတ်တယ်အဲ့တော့ဟိုစမောလေးအရင်ခေါ်လိုက်ဟိုစမောလေး ဟာသမိုးဆောငယ်လေးပေါ့ အေးဘောဟာစမော2ယောက်ပါပါတယ်ဆိုစမောသူတို့ကစမောငါလဲစမောပဲ မင်းကဘာလို့စမောတော့ ငါစကြရတဲ့မောနေတယ်စမော လျှော့တင်ပါပြီ တကယ်ရှော့တင်ပြီ Hey! No, Smalley! Hey! Hey! ကောင်းလေလားဟာဩဆိုအောင်နင်တို့အလက်ပေးမလို့ဆိုမလို့ ရောက်ပြီ ဟောအတန်ကြားလိုက်သလားမလားရောက်ပြီဆို ရောက်နေပြီလေ ဘယ်မှာလဲ ဒီမှာ ဟုတ်ဒီမှာတဲ့ဟေ့ဟောအတန်ကြားပြီလူမမြင်ရတာလူယူ လူဘာလို့ကြော်သွားတာ ဟော တော့ လူဘာလို့ချော်သွားတယ်လဲဟေ့ ဟာမဟုတ်ဘူးကျွန်တော်ဆိုတော့ရက်ပုနေတော့ခမရကြောမကြည့်နေလေ လူယူ ခမရဘယ်ဘက်ကိုနည်းနည်းလေးခေါင်းငုံပြီးကြည့်လိုက်ရင်တွေ့လိမ့်မယ် ခဏနေမင်းပြောတယ်လို့ဆိုဘယ်ဘက်ကို ဟုတ်တယ် ခေါင်းပေါင်းပြီးကြည့် ဒီလား ဟုတ်လားငါတော့ဘာလို့ဘော နိုင်ဧည့်သည်တွေမကြိုက်ရဘူးလေကွာ ထမင်းကျွေးရုံတွေကခွေးကြီးအယိုးကင်နေတဲ့အတန်ကြီးကွာ လောက်ပေါ်လဲချိုးလေးတော့ကြားရလားဗျလေးသား နိုင် ညာနောက်တော့အတန်လေးပါပဲလူနည်းနည်းလေးတွန်းအောင်ပါနဲ့တွန်းဘာဘောက်ပြန်လို့တော့ငါဟာဘောက်တယ် တက်ကုန်ပြီဟေးတက်ကုန်ပြီဟာ နေထူးနဲ့အကွက်နဲ့ချမ်းมาရတော့ဝိုင်းဘော နေထူးနေရလဲဖင်ထောင်းချရသလားကွာ နေထူးတယ်လို့ပြန်ချမှာပေါ့ကွာကြ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 ာ ဟေးဆိုမဆိုဘာဆိုမတော့တော့အရင်ပြော ဟုတ်ကဲ့ကက ငါလည်းရောင်းမှာတော့ နိုင် ငါတို့ပြဿနာနောက်မှရှင်းမယ်နင်တို့ပြဿနာရင်ရှင်းရဟေးစပြစမ်းဟုတ်ကဲ့ကိုတဲ့